ကဘာပေါ်ကအလှဆုံးမင်းသမီးဟာအယက်မာနာကြီးလွန်းတာကြောင့်ဘယ်မင်းသားကိုမှသဘောမကျခဲ့ပါဘူးနိုင်ငံအနှံ့ကဘရင်တွေကလက်ထပ်ခွင့်တောင်းဖို့ရောက်လာကြပေမဲ့သူမကအားလုံးကိုညှင်းပယ်ခဲ့ပါတယ်နောက်ဆုံးမှာတော့သူမကအခြေအနေတစ်ခုချမှတ်လိုက်ပါတယ်ကဘာပေါ်မှာရှိတဲ့ဘရင်အားလုံးကိုအနိုင်ယူနိုင်တဲ့သူကိုပဲငါလက်ထပ်မယ်ဒါမှငါကကဘာတစ်ခုလုံးရဲ့ဘရင်မဖြစ်နိုင်မယ်အဲ့ဒီစကားတခွန်းကြောင့်နိုင်ငံတီးတီးကဘရင်တွေဟာစစ်မြေပြင်ကိုချီတက်သွားကြပါတယ်ဒါပေမဲ့မင်းသမီးကတော့စစ်ပွဲတွေကိုလုံးဝစိတ်မဝင်စားခဲ့ပါဘူး။သူမရဲ့အာယုံအားလုံးကအမခန်းမင်္ဂလာဝတ်စုံချုပ်လုပ်ဖို့ပဲဖြစ်နေပါတယ်။အဲ့ဒီဝတ်စုံရဲ့ချုပ်ရိုးတိုင်းကိုစစ်မြေပြင်ကရလာတဲ့အဖိုးတန်လူရဲ့ပစ္စည်းတွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှပြည်သူတွေကသူမကိုမုန်းတီးလာကြပေမဲ့မင်းသမီးကတော့သူမရဲ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲခဲ့ပါဘူး။တနေ့မှာတော့နန်းတော်ရှိမှာတဘိုးတန်ထွက်ပေါ်လာပါတယ်။တန်ချက်ကဝတ်ထားတဲ့လူစိမ်းတစ်ယောက်ဟာမြင်းဖြူကြီးစီးပြီးရောက်လာကကဘာပေါ်ကဘရင်အားလုံးကိုငါနိုင်ယူပြီးပြီလို့ကြေညာလိုက်ပါတယ်။မင်းသမီးကတက်တေတောင်းလိုက်တော့သူကငါနိုင်ငံကိုလိုက်ခဲ့လို့သာပြောပါတယ်။မင်းသမီးကသဘောတူလိုက်ပြီးမင်္ဂလာပွဲကျင်းပခဲ့ပေမဲ့သူတို့သားရဲ့မျက်နှာကိုတော့ဘယ်သူမှမမြင်ခဲ့ရပါဘူး။ရက်အနှဲငယ်ကြာမှာသူတို့နှစ်ယောက်သူတို့သားရဲ့နိုင်ငံကိုရောက်ရှိလာကြပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာမျက်စိတစုံမြင်ရသမျှကတင်းချိုင်းတွေပဲဖြစ်နေပါတယ်။ဒီနေရာကငါနိုင်ငံပဲလို့သူတို့သားကပြောလိုက်ပါတယ်။ဒီတင်းချိုင်းတွေကငါနိုင်ယူခဲ့တဲ့ဘရင်တွေရဲ့အုပ်ကူတွေပဲ။အဲ့ဒီစကားကြားတာနဲ့မင်းသမီးဟာထိတ်လန့်တုန်လှုပ်သွားပါတယ်။အဲ့ဒီအချိန်မှာပဲသူတို့သားကသူ့ရဲ့မျက်နှာဖုံးကိုဖြုတ်ချလိုက်ပါတယ်။သူဟာတေမင်းနဲ့ဖြစ်နေခဲ့ပါတယ်။တကယ်တမ်းကဘာပေါ်ကဘရင်အားလုံးကိုအနိုင်ယူနိုင်ခဲ့သူကလည်းသူပဲဖြစ်ပါတယ်။အခုတော့မင်းသမီးမှာရွေးချယ်စရာမကြံတော့ပါဘူး။တေမင်းနဲ့ရဲ့သူတို့သမီးဖြစ်လက်ထပ်ရတော့မဲ့ကံကြမ္မာကိုသာလက်ခံရတော့မှာဖြစ်ပါတယ်။